အားလုံးပဲမင်္ဂလာပါခင်ဗျာနော် online ပေါ်မှာရှိနေတဲ့ 2D ဆရာတွေပေါ့နော်ကျွန်တော်တခုတော့ပြောချင်တယ်ဗျာနော်ဗလိုင်းဝင်ပလိန်းတဲ့လူတွေကဲကျွန်တော်ဒီမှာစိုက်ဆွဲထားတယ်ဘာကနန်းဖြစ်နိုင်တယ်မှန်ငယ်နော်ဆရာတွေနော်သူများတကာကိုမနာလိုခြင်းစိတ်မွေးတဲ့ဆရာတွေကိုကျွန်တော်ပြောတာပါဒါကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်မနက်ကိုကျွန်တော်တွက်ပေးထားတဲ့ကဏ္ဍလေးပေါ့နော်ကဏ္ဍပိုင်လေးရှိတယ်ဗျာနော်သူဆိုင်နေသူဆိုင်နေသူအကုန် PC ချပြီးသားနော်ဒါကျွန်မဆွဲထားတာ site ကရှည်ကြီးပဲနော်မကြည့်တတ်တဲ့လူဆိုရင်တော့မျက်စိလဲမှာပေါ့ဗျာကြည့်တတ်တဲ့ဆရာတွေလည်းဘယ်ဟရင်ဘလို့စတယ်ဆိုတာလဲနော်မျက်စိလဲသွားမှာပေါ့ကဲကြည့်ကြဗျာနော်ဘာကဏ္ဍဖြစ်နိုင်မလဲကဏ္ဍကနော်ထပ်ပေးမယ်ဆိုရင်ဘယ်နှဖက်ငါတကွက်တည်းထိုးရမှာနော်ဒီမှာပေးထားတဲ့ပုံစံတိုင်းဒီမှာကျွန်တော်တို့က3ရဲ့နှစ်ခတ်ဒီ5ဘိတ်3ရဲ့နှစ်ခတ်ဒီ5ဘိတ်ကျွန်တော်တို့ကနှစ်ခတ်တွေနဲ့ခေါ်ရိုက်ထားတာဒီမှာ96နော်96နှစ်ခတ်ရိုက်ထားလို့ဒီမှာ80မှာနှစ်ခတ်ပြန်ရိုက်ထားတယ်နော်96နှစ်ခတ်ရိုက်ထားလို့သူက5ထိပ်ဒီတပင်2ပင်3ပင်4ပင်မှာ5ထိပ်ရမှာအဲ5ထိပ်ဒီ5ထိပ်ပဲဖြစ်ရမှာနှစ်ခတ်ရိုက်ရမှာနော်ခဏဒီမှာပြမယ်နော်2D ဆရာတွေကျွန်တော်အလွယ်ပြမှာခင်ဗျားတို့လိုက်လို့ရအောင်ကျွန်တော်ပြပေးတာ80ရိုက်ထားလို့3ညထိပ်ဒီတပင်2ပင်3ပင်4ပင်မှာ3ညထိပ်ရိုက်ထားတယ်ဒီတိုင်းပဲနော်တပင်2ပင်3ပင်4ပင်မှာ5ထိပ်ရိုက်လို့5ထိပ်ရိုက်ပြီးနှစ်ခတ်ရိုက်ထားတာ3ညထိပ်ရိုက်ပြီးတော့3ညထိပ်ရိုက်ပြီးနှစ်ခတ်ရိုက်ထားတာနော်အဲ့ဒီရဲ့နှစ်ခတ်ဒီမနက်ဖန်ကနောက်ပိတ်အဲ့ဒီရဲ့နှစ်ခတ်ဒီမနက်ဖန်ကနောက်ပိတ်ဖြစ်ရမှာနော်နောက်ပိတ်ထိပ်စီးကိုတော့ကျွန်တော်မပြဘူးဗျာနော်ထိပ်စီးကတော့ကိုအောင်လိုက်ကြည့်ဗျာမဒီလောက် site တွေအများကြီးဆိုတော့ဆရာတွေကတော့ကြွားမှာပါဗျာနော်ကျွန်တော်တို့ကမနက်ဖြန်က12နာရီ1မိနစ်ကိုချပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒါကျွန်တော်လောဆယ်စိုက်ဆွဲထားတာလေးကတော့3ညနောက်ပိတ်ပိုင်းလေးနဲ့ပေါ့နော်3ညနောက်ပိတ်ပိုင်းလေးနဲ့ကဲထိပ်စီးကိုမှန်းငယ်ဗျာနော် TikTok ပေါ်မှာ online ပေါ်မှာကျွမ်းကျင်တဲ့ 2D ဆရာတွေ site ကိုကြည့်မြင်မှုအောင်ကြည့်နော်သူများတကာကိုဘလိုင်းမဘလိန်းနဲ့ကြည့်နော်ခဏခဏ report ထုတ်ခံရတယ်ဗျာနော်အကောက်တွေလည်းတင်တယ်လို့မလောက်ဒီမင်းတို့လိုတော့ငါကတော့ပတ်စံမရှိဘူးကွာပညာရှိတယ်နော်မဘလိန်းကြနဲ့